မင်္ဂလာပါ กลาเบมาโอ้สวัสดีค่ะสวัสดีค่ะโอเคเราไม่ทักกันเจอเลย เดี๋ยวทางการเจอสิริว วันนี้วันหยุดใช่ไหม วันหยุด วันนี้วันอะไร วันนี้วันศุกร์ครับ โอ้เต้าจ่าใช่ไหม เต้าจ่า เขาบอกใช่ว่าเต้าจ่า ဒီနေ့ကသူကကျွန်တော်မေးမှာပေါ့နော်ကျွန်တော်ဘယ်လောက်ထိထိုင်းစကားတွေရန်ကြွင်ကြည့်နေလဲဆိုတာကိုမေးမှာဖြစ်ပါတယ် โอเคได้ทำไมซาพี่ล่ะဆိုရင်ထိုင်းလို့ဘယ်လိုပြောလဲ သမင်းစားပြီးလားဆိုกินข้าวหรือยังသမင်းစားပြီးပြီလားဟဲ့ กินข้าวค่ะเอ้ย စားပြီးပါပြီခင်ဗျာ မกินว่ะဆိုတော့ထိုင်းလို့ဟိုလမ်းထိတ်ခဏသွားမယ်ဆိုရင်ဘယ်လိုရောလမ်းထိတ်ခဏသွားမယ်ဆိုရင်ထိုင်းလို့ဘယ်လိုပြော ร้านไทยขนาดตัวแม่ไปปักซอยแป๊บนึงไปปักซอยแป๊บนึง ไปหน้าปากซอยปั้นหนึ่งလို့လည်းရ ไปหน้าปากซอยပေါ့နော် အဲ့လိုလည်းရတာပေါ့နော် အဲ့ရှိပေါ့နော် โอเคဆိုတော့ကျွန်တော်ဒီနေ့အရန်ချောနေရဆိုရင်ရော วันนี้พูนรอที่สุดวันนี้พูนรอที่สุดကျွန်တော်นี่ရန်ချောနေ โอเคဇုံးဘယ်လိုခေါ်လဲ ဇွန်းကိုช้อน ချောင်းဇုံးချောင်းမခေါ်လဲဆိုတော့စီကိုဘယ်လိုခေါ်လဲ ซีကိုน้ำมัน စားတဲ့စီပဲဖြစ်ဖြစ်ဓာတ်စီပဲဖြစ်ဖြစ် น้ำมัน น้ำมันလို့ခေါ်တယ်အိုးအချုံမဟုတ်ဘယ်လိုခေါ်လဲ ချိုမုတ်ကအာတီနိုမိုတို ချွတ်လွတ် အာတီနိုမိုတိုလေ ချွတ်လွတ်လေ အာတီနိုမိုတိုလဲခေါ်တယ် ဟုတ်လား စိုက်မှာချွတ်လွတ်ก็ได้ง่าย အာတီနိုမိုတို ๆဆွဲကြိုးဘယ်လိုခေါ်လဲ ဆွဲကြိုးဆွဲခေါ် ဝါနားဘယ်လိုခေါ်လဲ နားဆိုရင်ဟူ โอ้มึงทำไมจำไม่ได้วะเนี่ย ဘုံဆောင်ကောင်းတော့ สเปนဘယ်လိုခေါ်လဲสเปน သပင်ကိုဖုံ ဆိုင်မှာခေါင်းတညက်မယ်ဆိုရင်ဘယ်လိုပြောမလဲ ตัดผง ตัดผมให้หน่อยครับ ตัดผงกุจุมพูให้หน่อยครับ เพราะอันนี้ก่อนได้เหรอโอเค กุจุมพูปั๊บ แป้งบယ်လိုခေါ်လဲ แป้งကိုไม้ပေါ့နော်ดอกไม้လို့လည်းခေါ်တယ် ดอกไม้ ดอกไม้ပေါ့ ဆိုတော့ပါဇက်ကိုဘယ်လိုခေါ်လဲ แต่ซาကိုปาก ปากใช่ไหม ปากไม่ดี လက်ကိုဘယ်လိုခေါ်လဲလက် แล้วကိုมือ ခြေထောက်ကိုကြတော့ ခြေထောက်ကိုขา ဘိုက်ကိုကြတော့ဟမ် ဘိုက်ကိုท้อง ခေါင်းလက်ချောင်းကိုကြတော့ လက်ချောင်းကိုကြတော့คอ อ๋อเจ็บคอဆိုရင်လက်ချောင်းနဲ့ လက်ချောင်းနဲ့ มึงกินหวานดีที่สุดแล้วมันจะกระชับเลยไอ้ยักษ์กูจะหรอ အရက်ကိုล้าว เหล้าโอ้ไอ้ยักษ์เต้ามาဆိုရင်ရော กินเหล้า กินเหล้าทำไมซ้ามาဆိုရင်ရော กินข้าว กินข้าวกินเหล้าใกล้ๆกันว่ะ ใกล้ๆ တူတူပဲนะ กินข้าวกินเหล้า โอเคตนาคาလေးကိုเป็ด ဒါကြတော့မြန်မာလိုခေါ်ရင်တော့တနခါပေါ့နော်ထိုင်းလိုခေါ်ရင်တော့แป้งပေါ့แป้งဆိုတာကြတော့ပေါင်နာလို့ပါလို့ခေါ်တော့နော်တူပါပဲ ဆိုတော့ ဒါမေးချင်သေးတယ်ပြောမေးတယ် ပေါင်းမီကို ဘောင်းဘီကိုကန်ကင် အထဲထဲကပေါင်းမီဆိုရင်ရော ကန်ကင်နိုင်အထဲပေါင်းမြတ် အင်ကြီးကိုဆိုရင် အင်ကြီးကိုစစ် เสื้อလက်စွပ်လေးကိုဆိုရင်ရော လက်စွပ်ကိုကြတော့ဝန် แหวนแล้วขอเนาะแล้วยังมาแล้วๆတာဘယ်နှစ်ရှိပြီလဲဆိုရင်ရော ทำงานโรงงานกี่ปีแล้ว ทำโรงงานกี่ปีแล้วใช่ไหม ทำงานโรงงานกี่ปีแล้ว กินว่าโอเค 3နှစ်ဆို3ปี4နှစ်ဆိုရင်တော့4ปีပေါ့နော် โอเคดี โอเคကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးပါ ပါနော်နောက်ထပ်ဘာတွေသိချင်လဲဆိုတာကို comment ထဲမှာရေးလာပြီးလို့ရပါတယ် โอเคจ้า โอเคจ้า บ๊ายบาย บ๊ายบาย